ပြီးတော့သားမီတွေပိုက်ဆဆာနဲ့ခေါက်ဆွဲလေးပြုတ်တယ်ပစုံလေးကြော့တယ်ပိုက်ဆဆာနဲ့အများကြီးထပ်စားလိုက်ပါမယ်ရှင်အများကြီးပိုက်ဆာနဲ့ရင်းလေးထပ်ပြုတ်တယ်တန်လေးကြက်တုံကြီးတောင်းထားတယ်ပစုံလေးနဲ့ရင်းလေးငပိချက်ကလေးချက်မယ်ပဲနော်ဒါခင်းနေလေးစီတက်ပြီးတော့ရှင်ခွဲကြမ်းလေးနဲ့တော့ခင်းနဲ့3မျိုးမချက်ချင်တော့ဆိုတော့ဒီလေးကိုငပိချက်ချက်ပြီးစားရမယ်ရှင်ဒီလက်ပါဒီတရားရိုက်ကြတာလေးကိုကျက်တုံးခင်းနေစီတက်တဲ့ဆိုတော့ထည့်ပြီးတော့ဟိုမှာပစုံကိုငါလို့ဆိုတော့လေပစုံကချာကနေမှလည်းထည့်တော့မှာပေါ့နော်သူကအဲ့လိုရင်းလေးကိုပြချက်ပြီးတော့နော်စားငါပြချက်ပြီးတော့ရင်းလေးလည်းစားမယ်အငံလေးလည်းရမယ်နော်ဒီမှာတိတ်အငံလည်းမစားဘူးဆိုတော့နည်းနည်းပေါ့လေးဒါနဲ့တိုးကြလေးနဲ့စားလို့ရအောင်ခါလေးလုပ်လိုက်နော်လို့လည်းပဲရှင်းခဏတောက်ပြီးတော့ခွဲချမ်းလေးပါနဲ့ထည့်လိုက်တယ်ပေါ့နော်ဒါလေးကစီပြန်လေးဆိုတော့စားမှတော့လင်းများ2ယောက်စားအမချက်ထားတဲ့တဲကိုဆိုတော့ဒီတဲအိုးလေးရတယ်မကတ်အိုးလေးရမ်းသုံးလို့ကောင်းစင်ကြီးရမ်းကောင်းအိုးလေးကဲဒီရင်းလေးရဲ့တရားရိုက်ခါလေးနှက်ထားလေးစီနှက်လိုက်တာလေးလဲစီပြန်လာပြီဆိုတော့ပေါ့နော်ကဲကျွန်မပစုံလေးတွေထည့်လိုက်ပါမယ်ရှင်ကဲပစုံလေးတွေထည့်ပြီးရင်တစ်ဖြတ်မှုတ်လိုက်ပါမယ်ပစုံကအဲ့လိုလေးကိုလည်းကြိုက်တာပစုံလေးလည်းပါအောင်ဒီလေးတွေဆိုတော့လေအကြီးဆိုရင်မယောက်ျားလည်းမကြိုက်ဘူးလည်းမကြိုက်ဘူးကြီးဆိုဒီလေးဆိုတယ်နော်ဒီလိုလေးပြီးလို့ရှိရင်ရုပ်သီးသိန်းလေးနဲ့ပင်စိမ်းလေးအုပ်ပြီးတော့နော်ခင်းတူတီလေးရှိတယ်တိုးတွေကစုံလေးနဲ့ပေါ့နော်ခင်းတင်းလေးငပိချက်လေးစားကြပါအောင်ရှေ့ပြီးပြီပေါ့နော်ခဏအုပ်ထားလိုက်ပင်စိမ်းလေးလည်းအုပ်ပြီးနန်းနန်းလေးလည်းအုပ်လိုက်တယ်ရုပ်သီးသိန်းလေးလည်းခွဲကြမ်းခွဲတယ်ရုပ်သီးစိမ်းအတောင်းလိုက်ခြင်းလို့ထည့်တော့ကဲပြစ်ကလေးနဲ့ရင်းလေးငပိချက်လေးရပါလိမ့်ရှင်ဒါကိုတော့ဘောနဲ့ကိုကြိုက်ချက်တာပေါ့နော်ပြောင်းနေတယ်ချက်ချင်းတော့သူမှတူနေဒါကျမစားခြင်းနဲ့ကျမစတာကြီးပေါ့နော်ကဲစားကြပါဦးရှင်ရင်းလေးငပိချက်တွေရင်းလေးပစုံငပိချက်တွေပါရှင်ကဲညကြီး7 နာရီစားခြင်းလို့ထားလို့စားလိုက်တယ်နော်ကျေးဇူးပါ